ဘန်ကောက်မြို့လယ်မှာလည်းရှိရတဲ့သွားလာတယ်ရွေးခုလေအဲ့တော့ဒီနေရာကိုဘန်ကောက်လဲလာတယ်ဆိုရင်တော့မဖြစ်မနေသွားရောက်လဲပတ်ကြပါတယ်နိုင်မာကတ်ထဲမှာဘာပစ္စည်းတွေရှိမလဲဘယ်လိုကာချာတွေရှိမလဲဆိုရဲစိတ်ဝင်စားစရာအကြောင်းအရာလေးတွေနဲ့မြင်ကွင်းလေးတွေကိုကျွန်တော်ပြပြပေးသွားပါမယ်တကယ်လို့အခုမှကျွန်တော် channel ကိုရောက်လာတယ် subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးရပါတယ်ကျွန်တော်ည7:00 နာရီလောက်နဲ့ဗီဒီယိုပုံမှန်တင်ပေးပါတယ် notification လေး on လာမယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုတင်တိုင်း notification ရနေမှာဖြစ်ပါတယ်တော့ဘန်ကောက်ကိုအလည်လာတဲ့အခါကျရင်နိုင်မာကတ်ထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့ပတူးနဲ့နိုင်မာကတ်ကိုတော့မဖြစ်ဖြစ်အောင်တစ်ခါတော့အရောက်သွားဖို့လည်းကျွန်တော်အကြံပေးပါတယ်ဂျော်ဖဲနိုင်မာကတ်ရှိရယ်နောက်ချက်တူးချက်ရှိမယ်ချိုင်းနာတောင်ရှိမယ်တခြားနိုင်မာကတ်တွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ဘန်ကောက်မြို့လေစန်ထရယ်ဝန်းနာမှာ Platinum Fashion Mall နာမှာဆိုရင်တော့ပတူးနဲ့နိုင်မာကတ်ကနာမည်ကြီးပါတယ်ကျွန်တော် street food ဆိုင်တွေရောစားစရာတောက်စရာတွေလည်းအများကြီးရှိရယ်အဝတ်တွေ accessory ဖနက်အိတ်ရောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိတယ်ပေါ့နော်အဓိကကတော့သူက China made ပေါ့အဲ့လိုပစ္စည်းလေးတွေပို့ပြီးများတယ်ဈေးသက်သာတယ်ဝယ်ရတာဒါပေမဲ့foreigner ဆိုရင်တော့နည်းနည်းဈေးစစ်တာကောင်းပါတယ်သူတို့ပြောတဲ့ဈေးထက်ပို့ပြီးကိုယ်ကစစ်နိုင်မှာတော့ပြောတာကြာမှာပေါ့နော်အဲ့တော့တကယ်ဝယ်မယ်ဆိုရင်တော့ပစ္စည်းဝယ်မယ်ဆိုရင်တော့ဈေးစစ်ပြီးမှဝယ်ဖို့ကျွန်တော်အကြံပေးပါတယ်
ဟ